ကျွတ်ထောင်ကြောက်သွားဝယ်နွားနဲ့လဲနဲ့သွားတာပေါ့မြို့လမ်းကိုရောက်ကားစီးကျွတ်ထောင်ကြောက်တွေဝယ်လာတာပေါ့10 ခု 15 ခုလောက်ပြီးတော့ပြန်လာနွားလဲကြီးနဲ့ပြန်လာရွာကိုရောက်အဲ့လေရောက်ကိုကျွတ်ထောင်ကြောက်ထောင်းတဲ့နေ့စနစ်တွေကိုမိသားစုတွေကိုပြသူ့အဖေကြီးကဒါနဲ့ကျွတ်ထောင်ကြောက်ထောင်းတော့တာပေါ့ကျွတ်ထောင်ကြောက်ဆိုတာစပရိတ်နဲ့ပေါ့အဲ့ဒီလိုကျွတ်ထောင်ကြောက်ထောင်းနေတာကိုဘသူကသိတယ်လဲဆိုတော့ကျွတ်ထောင်ကြောက်ဝယ်ပြီးအတူပြန်လာတဲ့ရွာဆိုတော့ပုံနားလည်လွယ်မယ်နွားကြီးသိတယ်နွားနှစ်ကောင်ကသိတယ်ကျွတ်ထောင်ကြောက်တော့ထောင်းနေပြီအဲ့ဒီအချိန်မှာနွားကြီးကသူ့တငယ်ချင်းကြွက်ကလေးတွေကိုသွားပြီးသတင်းပို့တယ်မောင်ကြွက်ရေငါလေမနေ့တော့မြို့ကိုသွားတာဟောဒီအိမ်ရှင်တွေကမင်းတို့ကိုတတ်မလို့ကြွက်ထောင်ကြောက်တွေဝဲလာတာမင်းတို့ကငါတငယ်ချင်းဆိုတော့ငါမှသတိပေးရမယ်တာဝန်ရှိတယ်မင်းတို့သတိထားတော့သွားသတိလာသတိစားသတိကိုကြွက်ရေကြွက်ကလေးတွေအံ့ဩတာဟာတကယ်လားဟုတ်တယ်မင်းတို့တတ်တော့မှာမင်းတို့သွားတဲ့လမ်းကြောင်းမှာကြွက်ထောင်ကြောက်တွေထောင်ထားပြီးကျေးဇူးတင်တယ်ကိုနွားကြီးဒါပေမဲ့ကိုနွားကြီးခမည်းလဲသတိထားအောင်တော့ဒီကြွက်ထောင်ကြောက်ကကျုပ်တို့ကြွက်တယ်မမီပဲခမည်းတို့နွားတွေမိနေအောင်မယ်ဆိုနွားကြီးတကောင်အံ့ဩသွားတယ်ကိုကြွက်ရငါတို့နွားတွေကမိဖို့ကြောင့်နဲ့တခါမှမရောက်ဘူးကြွက်ထောင်ကြောင့်နဲ့နွားနဲ့ဘာမှအဆိုင်ဘူးငါတို့အေးစင်းနေမယ်ငါတို့အသာနေမယ်ဒါပေမဲ့ဗျာကျုပ်တို့အားလုံးကမိသားစုတွေလေဒီအိမ်ထဲမှာအတူနေတဲ့မိသားစုတွေခင်ဗျာသတိတော်ဟာသတိထားစရာမလိုငကြွက်ရင်မင်းငါလို့မပြောနဲ့အဲ့ဒီလိုနဲ့နောက်တနာရီလောက်နေတော့ကြွက်ထောင်ကြောက်ထောင်တာကိုဘသူကသိလဲဆိုတော့သူတို့အိမ်မှာမွေးထားတဲ့ဝက်ကြီးတစ်ကောင်ကသိအဲ့ဒီဝက်ကြီးကလည်းထုံးစံအတိုင်းသူ့တငယ်ချင်းကြွက်တွေကိုလာပြီးသတင်းပို့တယ်မောင်ကြွက်ရေမင်းတို့တော့ကြွက်ထောင်ကြောက်ထောင်နေပြီအေးငါတို့ကိုနွားကြီးပြောလို့သိပြီကိုနွားကြီးပြောလို့ငါတို့သိပြီဒါပေမဲ့ကွာအဲ့ဒီကြွက်ထောင်ကြောက်ကိုလေငါတို့တွေသတိထားမှာမဟုတ်ကိုဝက်မင်းတို့လည်းသတိထားနော်ဟာနာမည်ကဝက်ထောင်ကြောက်မဟုတ်ဘူးကြွက်ထောင်ကြောက်ကွာမင်းတို့ငါတို့ကစေတနာနဲ့လာသတိပေးတာမင်းအမှုတွေငါ့ကိုဆွဲချယ်နေတာလားမဟုတ်ဘူးကိုဝက်ကြီးကကျုပ်တို့အားလုံးကမိသားစုတွေလေကျုပ်တို့ကိုသတိပေးသလိုကျုပ်ကလည်းပြန်သတိပေးခြင်းနဲ့အသာမနေနဲ့နော်အသေးနာသွားမယ်ဝက်ကြီးကဟာမင်းကြွက်စကားပြောရအောင်မင်းလူစကားမပြောနဲ့ဒါနဲ့တနာရီလောက်နေတော့သူတို့အိမ်မှာအလှမွေးထားတဲ့ကြက်ဖာကြီးကသတိပေးပြန်တယ်အိမ်ကလူတွေရုပ်နဲ့ဘာလုပ်နေကြတာတော့ကျွတ်ထောင်ကြောက်တွေထောင်နေတာမြင်တော့ကြက်ဖာကြီးကဝက်ကလေးတွေကိုသွားပြီးသတိပြကြွက်ကလေးတွေသွားပြီးသတိပေးတာမောင်ကြွက်ကြီးဒီလိုပါသိပြီကိုကြက်ဖာကြီးကျေးဇူးအထူးတင်တယ်ဒါပေမဲ့ဗျာကျုပ်တို့ကြွက်တွေခုတိုင်မင်နေကြတာကျုပ်တို့ကတော့ခမရတို့သတိပေးလို့သတိထားမှသိကြတယ်နော်ခမရဒီကြွက်ထောင်ကြောက်မှာခမရတို့ကြက်တွေလည်းမိနေအောင်မယ်ဟေးကောင်ကြက်နဲ့ကြွက်မတူဘူးကမင်းကဝါဆွဲပါတယ်ငါကဝါဆွဲမပါဘူးမင်းကွာငါတို့ကသတိပေးရတာငါတို့ကကောင်းကင်ပြန်တဲ့အတောင်ပံပါတဲ့ကြက်ကွာငါတို့နဲ့ဘာမှမဆိုင်ဘူးဟုတ်ပါတယ်ဒါပေမဲ့အသာတော့မနေနဲ့အသေးနာမယ်ဒီလိုနဲ့ညကိုရောက်လာတိုက်ဆိုင်တာပေါ့ဗျာအဲ့တော့လျှက်စစ်ဓာမီလေးတွေကိုဘာထည့်ထားတော့နှခဲတို့သုံးခဲတို့လေးပေါ့တရုတ်နိုင်ငံကလာတဲ့ဓာမီလေးနဲ့နေမှာပေါ့သူတို့ရွာလဲဓာမီမိန်လေးနဲ့ညအိတ်ကြတာပေါ့ညတစ်ချက်လောက်လဲရောက်ရောတိမ်လုံးအိမ်မောကြတဲ့အချိန်ကြွက်တွေကအစာရှာတယ်အဲ့ဒီအချိန်မှာချောင်းအတန်ကြားတာအဲ့ဒီအတန်ကိုအိမ်ရှင်မကြီးကကြားတာအိမ်ရှင်မအတူအိတ်နဲ့သူ့အဖေကြီးကိုထောင်နဲ့ဘာလုပ်တော့တွက်လိုက်တာမောင်ကြီးအတန်ကြားတယ်ထကြည့်စမ်းပါအဲ့ဒီခါမှာထကြည့်တာပေါ့မိမခိုင်တော့ယောက်ျားထကြည့်တာပေါ့ဗျာကျွန်တော်တို့ယောက်ျားတဲ့မိမခိုင်လောက်ရတာကိုတရေနိုးလဲသူ့ထောင်ကြောက်ကိုထပြီးကျွန်တော်တို့ကြည့်ရတာပေါ့ဗျာဒီသဘောပြောတာပါအဲ့ဒါနဲ့ဓမီကလည်းမိန်ဘယ်ကိုဆင်းသွားတော့မိဖို့ကြောင့်လည်းကိုဆင်းသွားတာမိရောကလည်းမိန်အိတ်ချင်ကလည်းမူးလို့မိနေပြီကျွတ်ထောင်ကြောက်မှာဘာမိနေလဲဆိုတော့ကြွက်မဟုတ်ဘူးဗျကြွက်တွေကိုဖမ်းယူစားတော့တတ်တဲ့ကြောင်လည်းမဟုတ်ဘူးဗျကြွက်တွေကိုညဖမ်းယူစားတော့တတ်တဲ့လင်းမွေကြီးတကောင်မိလင်းမွေကြီးအမိကိုမိနေတာမောင်မဲဆိုတော့မျက်လုံးကအသက်ကကြီးတော့မှုံဓာမီမိန်နဲ့ဆင်းရင်းနဲ့မွေကအမိကိုမိတော့ဒေါသထွက်ပြီးဘာလုပ်နေမှထင်တော့အပြင်းထောင်ပြီးတော့ဟိုကလည်းငုံအကြီးခြေမိုးပေါက်လိုက်တာပိုးထီရောအဖိုးကြီးပိုးလက်တီရောလာကြပါဦးကငါ့ကိုပိုးထီလို့ဆိုတိမ်လုံးဘာလို့လာကြတော့ဝယုံတုံးကဆင်းလာပြီးမွေတက်ပြစ်လိုက်တာပြောတော့ကြွက်ထောင်ကြောင့်မမျော်လင့်မဲမွေတစ်ကောင်တည်သွားပြီအဲ့ဒီမှာအဖိုးကြီးကသူ့ခြေထောက်ကိုပိုးလက်တီရောမြို့ကိုသွားဖို့ကလည်းအလန့်ဝေးတော့မွေစိတ်ဘယ်လိုဖြေမလဲစဉ်းစားတော့သူတို့ကျေးရွာမှာမွေစိတ်ဖြေတဲ့ရွာတလေးရှိတယ်အဲ့ဒါကတော့လွယ်လေးရဲ့ကြက်ဖအရှင်လက်ကိုမီးမြတ်ပြီးတော့ကြက်ခိုးတိုက်ရကြက်ကခန္ဓာကိုယ်အမွေးရထွက်လာတဲ့မီးကိုနဲ့ခြေပမို့အခိုးတိုက်ရညရင်းချင်းမဲ့အသာနေဆိုတဲ့ကြက်ဖကြီးအသေးနာသွားပြီအဲ့ဒီနီလန်ကစီစနစ်မကြဘူးမွေစိတ်ကတဖြည်းဖြည်းတဲ့ရင်းနဲ့မနေ့၈နာရီလောက်လဲရောက်တော့အိမ်ရှင်အဖိုးကြီးတည်ရော
အသာနေမယ်လို့ပြောတဲ့လူတွေဘယ်နှကောင်သေသွားပြီတော့3ကောင်ရှိပြီနော်ဘာလို့ပထမသေတာမွေကျက်အိမ်ရှင်ကြီးကိုယ်တိုင်သေတာနော်အိမ်ရှင်ကြီးကိုယ်တိုင်သေတာစဉ်းစားကြည့်အိမ်ရှင်ကြီးသေသွားတာအဲ့ဒီလိုနဲ့သူလည်းသေရောတိမ်လို့ကငိုကြတာပေါ့ဖေကြီးရဲ့သူမြောက်ကိုတတ်မလို့ကြိုးစားတယ်ဖေကြီးကိုယ်တိုင်သေတာပါလားအမလီအဖိုးရဲ့အဖရဲ့ငိုကြတာပေါ့ဗျာအဲ့ဒါနဲ့သေတယ်ဆိုတော့ရွာထုံးစံဟိုကဒီကလာမေးတာဆိုတော့လာတဲ့သူတွေကျွေးဖို့မူဖို့ပတ်စံရလဲမရှိဆိုတော့ဝက်ကြီးတတ်တာဝက်ပေါ်တော့ဝက်လည်းသေရောဘယ်နှကောင်ရှိပြီတော့4ကောင်အဲ့ဒီမှာအာသုဘထုံးစံနဲ့2ရက်လောက်ထားအာသုဘချဟိုမှာ9ရက်မှရက်လဲမလား9ရက်မှရက်လဲမလားဗမာထုံးစံရက်လဲတော့ကျွေးစရာမွေးစရာကမရှိတော့နွားတတ်တာနွားလည်းသေရောဟောအသာနေနဲ့အားလုံးအသေးနာပြီအားလုံးအသေးနာပြီအဲ့ဒီလိုအသေးနာတဲ့လူမျိုးတွေကျုပ်တို့မဖြစ်ဖို့လှုပ်တဲ့လှုပ်အပ်ပြောတဲ့ပြောအပ်တာကိုကျုပ်တို့အားလုံးကရင်ကျေးလေးလေးစားစားတစ်ဖက်ကိုလည်းလေးစားပြီးတော့ပြောတဲ့ပြောအပ်ရေးတဲ့ရေးအပ်ဖတ်တဲ့ဖတ်အပ်တာတွေကိုဖတ်ကြဖို့ဒီနေရာပထမဦးစွာအသာနေအသေးနာတာကြောင့်တိုက်တွန်းနှိုးဆော်ရပါတယ်ခင်ဗျာ